မိန်းမသားဆိုတာစောင့်ထိန်ရမယ်စီးပေါင်တွေကလေယောက်ျားတွေထက်ပိုပြီးများပါတယ်ကိုယ့်ရဲ့တန်ဖိုးကိုယ့်ရဲ့ဂုဏ်သိက္ခာကိုအလေးထားတဲ့မိန်းမသားတွေဟာလေကိုယ့်ရဲ့ဂုဏ်သိက္ခာပွန်းပဲ့စေမဲ့တန်ဖိုးကိုယ့်ရဲ့တန်ဖိုးပွန်းပဲ့စေမဲ့လောက်ရက်မျိုးကိုလေတန်ဖိုးကျစေမဲ့လောက်ရက်မျိုးကိုရှောင်ရှားတတ်ကြပါတယ်လောကမှာကိုကျင့်တရားနဲ့ဂုဏ်သိက္ခာကိုအချစ်နဲ့မလဲလေတတ်ကြတဲ့မိန်းမသားမျိုးကတန်ဖိုးရှိတဲ့မိန်းမကောင်းတွေဖြစ်ကြပါတယ်ဒါကြောင့်လောကမှာမိန်းမပေါ့မိန်းမပြတ်တွေမြင်တိုင်းမိန်းမတွေတန်ဖိုးမရှိဘူးလို့တော့တိမ်ကြုံပြီးအထင်မသေးလိုက်ပါနဲ့ကိုကျင့်တရားနဲ့ဂုဏ်သိက္ခာကိုအပွန်းအပဲ့မခံဘဲနဲ့ကိုယ့်ရဲ့တန်ဖိုးအဖြစ်အလေးထားတဲ့မိန်းမသားတွေလည်းရှိနေပါတယ်မိန်းကလေးဆိုတာချောတာလာတာချင်းတူရင်တော့ကြက်တီကစကားပြောပါတယ်အစင်မပြေတာချင်းတူရင်တော့ရောက်ရဲနိုင်စိတ်တွေကစကားပြောတယ်အတိတရားချင်းတူရင်တော့တတိတရားတွေကစကားပြောတယ်ရှောက်တဲ့လမ်းချင်းတူရင်တော့ခံယူချက်တွေကစကားပြောတယ်စူးစားနေတာချင်းတူရင်တော့ရိုးသားမှုကစကားပြောတယ်နောက်ဆုံးတစ်နေ့ချင်းတူရင်တော့မှပန်းတိုင်ရောက်တာချင်းတူနေရင်တော့သိက္ခာတွေကစကားပြောသွားပါလိမ့်မယ်